ထဝီဝင်နိုင်ငံရေး geopolitics ဆိုတာနိုင်ငံတွေရဲ့အာဏာတည်ဆောက်ပုံနဲ့နိုင်ငံရေးမူဝါဒပေါ်ပထဝီဝင်အနေအထားတွေကမြည်တို့မြည်ပုံလွှမ်းမိုးနေသည်ကိုလေ့လာတဲ့ဘာသာရပ်ဖြစ်ပါတယ်20ရာစုအစောပိုင်းမှာ land power နဲ့ sea power တို့ကနိုင်ငံတကာဆက်ဆံရေးရဲ့အဓိကမန်နိုင်တွေဖြစ်ခဲ့ပေမဲ့21ရာစုမှာတော့ air space and technology power တို့ကအာဏာရေးသဘောတဘာဝကိုအသွင်ပြောင်းလဲစေခဲ့ပါတယ်။ရှေးရိုးပထဝီနိုင်ငံရေး theory များကိုခေတ်သစ်နည်းပညာများနဲ့ပေါင်းစပ်ပြီးယနေ့ခေတ်ကမ္ဘာအာဏာစက်အပြိုင်ပွဲကိုဒီဗီဒီယိုလေးမှာတင်ဆက်သွားမှာဖြစ်ပါတယ်။ geopolitics ကိုထပ်ပြောရမယ်ဆိုရင်ပထဝီဝင်ဆိုင်ရာမြေပုံဆွဲတာတောင်တန်းတွေမြစ်ကြောင်းတွေအကြောင်းမဟုတ်ပါဘူး။တကယ်တမ်းမှာတော့ပထဝီဝင်ဆိုင်ရာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးတဲ့ proven ကြီးတစ်ခုဖြစ်နေတာပါပထဝီနိုင်ငံရေးဆိုတာနိုင်ငံတွေရဲ့အချုပ်အခြာအာဏာဟာသူတို့ရဲ့တည်နေရာပေါ်မှာဘယ်လိုမူတည်နေရဲဆိုတာကိုလေ့လာခြင်းဖြစ်ပါတယ်ရိုးရှင်းရှင်းပြောရင်ဒါနိုင်ငံတကာရဲ့ geography တည်နေရာနဲ့ power politics အာဏာနိုင်ငံရေးတို့ပေါင်းစပ်သွားတာပါနိုင်ငံတကာဆက်ဆံရေးမှာပထဝီဝင်အနေအထားကနိုင်ငံရေးမူဝါဒကိုဘလို့ပုံဖော်နေလဲဆိုတာရေးပါတဲ့အချက်ဖြစ်ပါတယ် geopolitics အကြောင်းလေ့လာမယ်ဆိုရင်ကျွန်တော်တို့ဇုံလေးဇုံအကြောင်းကိုနားလည်ဖို့လိုပါတယ်ပထမဆုံးဇုံကတော့ primary zone အဲ့ဒါကတော့နိုင်ငံတနိုင်ငံရဲ့ရှင်သန်မှုအတွက်အဓိကကျတဲ့နေရာဖြစ်ပါတယ်တနည်းအားဖြင့်နိုင်ငံတနိုင်ငံရဲ့အဓိကအကျိုးစီးပွားရှိတဲ့နှလုံးသားဒေသ heartland ဖြစ်ပါတယ်ဒုတိယကတော့ secondary zone ဖြစ်ပါတယ်အဲ့ဒါတော့မိမိရဲ့အာဏာစက်ကိုချက်ထွင်ထားတဲ့အနာသက်ဒေသ rinland တွေဖြစ်ပါတယ်အဲ့ဒီမှာတချို့ပညာရှင်တွေကတော့ secondary zone ကိုမဟာဗျူဟာမြောက်ကစားကွင်းလို့လည်းသတ်မှတ်ထားကြပါတယ်နောက်တစ်ခုကတော့ tertiary zone ဖြစ်ပါတယ်အဲ့ဒါကတော့မဟာဗျူဟာမြောက်အရန်ဒေသတွေဖြစ်ပါတယ်နောက်ဆုံးနံပါတ်4ကတော့ minor zone ဖြစ်ပါတယ်အဝေးရောက်ဩဇာလွှမ်းမိုးမှုဒေသတွေဖြစ်ပါတယ်ဆိုလိုတာကတော့အဝေးမှာရှိတဲ့အခြေစိုက်စခန်းငယ်တွေဒါမှမဟုတ်ဩဇာလွှမ်းမိုးမှုအနေငယ်ရှိတဲ့နေရာတွေကိုဆိုလိုတာပါဒီဇုံတွေရဲ့အရေးပါပုံကိုတမိုင်းကသင်ခန်းစာယူစရာတွေနဲ့တွဲပြီးတော့လေ့လာကြည့်အောင်အမေရိကန်ပြည်တွင်းစစ်ကိုကြည့်မယ်ဆိုရင်အဲ့ဒီတုန်းကအန်တာကွန်ဒါစီမံကိန်းဆိုတာရှိပါတယ်အဲ့ဒါကတော့အမေရိကန်ပြည်တွင်းစစ်မှာတောင်ပိုင်းပြည်နယ်တွေကပင်လယ်ကနေပိတ်ဆို့ပြီးစီးပွားရေးအသက်ရှူကျအောင်လုပ်ခဲ့တာဖြစ်ပါတယ်ဒါကိုကြည့်မယ်ဆိုရင် secondary zone ကိုထိန်းချုပ်ခြင်းအပြင် primary zone ကိုဘယ်လိုထိန်းချုပ်နိုင်လဲဆိုတဲ့သင်ခန်းစာပဲဖြစ်ပါတယ်ရုရှားပြည်တွင်းစစ်ရုရှားစေဘယ်ဝါမှာလည်းအလားတူပါပဲ heartland ကိုထိန်းချုပ်ထားတဲ့ bolshevik တွေကအပြင်ဘက်က rinland ကနေတိုက်ခိုက်လာတဲ့ white army တွေကိုအနိုင်ရခဲ့တာဟာဗိုလ်ချက်မြေရဲ့အာသာချက်ဖြစ်ပါတယ်ဒီသမိုင်းတွေကနေရုရှားဟာ heartland ကိုကာကွယ်ဖို့အမေရိကန်က rinland ကိုစိုးမိုးဖို့သင်ခန်းစာတွေရခဲ့ကြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတို့ heartland rinland ဆိုတာကိုစိတ်ဝင်စားနေကြပြီထင်ပါတယ်အဲ့ဒါကြီးမသွားခင်ကျွန်တော်တို့ sea power နဲ့ land power ဆိုတာဘာလဲဆိုတာကျွန်တော်တို့အရင်သွားကြည့်အောင်ပထဝီဝင်နိုင်ငံရေးမှာနိုင်ငံတွေက၎င်းတို့ရဲ့တည်နေရာနဲ့အာဏာတည်ဆောက်ပုံရတာလာဆော့ခရီစီပင်လယ်အုပ်စိုးသောနိုင်ငံနဲ့ terrorocracy ဆိုတဲ့ကုန်းမြေအုပ်စိုးသောနိုင်ငံဟူ၍ခွဲခြားလေးရှိပါတယ်ဒီစကားတွေက Greek ဘာသာစကားကနေဆင်းသက်လာတာဖြစ်ပါတယ်နိုင်ငံရေးသိပ္ပံမှာပင်လယ်ရေကြောင်းအာဏာကိုအခြေခံပြီးတည်ဆောက်ထားတဲ့ empire တွေကို Thalassocracy လို့ခေါ်ပါတယ်ဥပမာဖိုနီးရှားနဲ့အေသင်ကမြို့ပြနိုင်ငံတွေကပင်လယ်ကိုအသုံးချပြီးကုန်သွယ်ရေးနဲ့စီးရေးအာဏာကိုတည်ဆောက်ခဲ့ကြပါတယ်။ Thalassocracy နဲ့စံညဘက်ကတော့ Terrorocracy ဖြစ်ပါတယ်။ဒါကတော့ကုန်းကြောင်းအာဏာ land power ကိုဆိုလိုတာပါ။ Terrorocracy ဆိုတဲ့ land power မှာတော့နယ်မြေစုမှုရေးကြီးတဲ့ဗိုလ်ချက်ထိန်းချုပ်မှုဦးစားပေးပါတယ်။ဥပမာအဖြစ်အဲ့ဒီနိုင်ငံတွေကတော့ရုရှားနဲ့မွန်ဂိုအင်ပါယာတို့ဖြစ်ပါတယ်။
အဲဒီတော့ဘယ်နိုင်ငံတွေကစီးပါဝါဖြစ်ပြီးဘယ်နိုင်ငံတွေကလမ်းပါဝါဖြစ်တယ်ဆိုတာကိုဆက်ပြီးတော့ကြည့်အောင်စီးပါဝါနိုင်ငံတွေဆိုတာကံယူရနဲ့ကျွန်းနိုင်ငံများဖြစ်ပြီးကုန်သွယ်ရေးကိုအဓိကထားပါတယ်ရှေးခေတ်ကဖူနီးရှားနဲ့အေသင်တို့ဖြစ်ပြီး16ရာစုနောက်ပိုင်းမှာတော့ဗြိတိန်ကပင်လယ်ရေကြောင်းကိုအလုံးစုံစိုးမိုးကဗြိတိရှနေမဝင်အင်ပါယာဖြစ်လာခဲ့ပါတယ်ဒီနေရာမှာစီးပါဝါအကြောင်းပြောမယ်ဆိုရင်ဗြိတိရှရေတပ်သမိုင်းပညာရှင်တဦးဖြစ်တဲ့အန်ဒရူးလမ်ဘတ်ကစီးပါဝါဆိုတဲ့ပင်လယ်ရေကြောင်းအာဏာနဲ့ပတ်သက်ရင်အထူးလေးထားရတဲ့ပညာရှင်တဦးဖြစ်ပါတယ်လမ်ဘတ်ကစီးပါဝါဆိုတာရိုးရိုးရေတပ်အင်အား Naval Strength တဲ့ပိုပြီးနည်းနည်းဆိုင်ဆိုင်ဖွင့်ဆိုပါတယ်သူက Sea Power State ဆိုတာပထဝီအနေထားတင်မဟုတ်ပဲ identity နိုင်ငံရေးအမှတ်အသားအရပင်လယ်ကိုအခြေခံပြီးတည်ဆောက်ထားတဲ့နိုင်ငံတွေလို့ဆိုပါတယ်သူရဲ့နာမည်ကြီးစာအုပ် Sea Power State မှာ Athens, Carthage, Venice, Dash ဗြိတိန်တို့ကိုဥပမာပေးထားပါတယ်၎င်းရဲ့ဆိုရဒီနိုင်ငံတွေဟာလမ်းပါဝါကုန်းကြောင်းအာဏာနိုင်ငံကြီးတွေရဲ့ချိန်ချောက်မှုကိုခံရတဲ့အခါပင်လယ်ကိုအသုံးချပြီးလွတ်လပ်မှုနဲ့စီးပွားရေးကိုတည်ဆောက်ခဲ့ကြတယ်လို့ဆိုပါတယ်၎င်းရဲ့စီးပါဝါ state စာအုပ်အရသမိုင်းတစ်လျှောက်ထင်ရှားတဲ့စီးပါဝါနိုင်ငံတွေကအေသင်မြို့ပြနိုင်ငံကာသစ်မြို့ပြနိုင်ငံအလယ်ခေတ်မှာတော့ဗင်းနစ်မြို့ပြနိုင်ငံနဲ့18ရာစု18ရာစုမှာတော့ Dutch သမရနိုင်ငံ19ရာစုနဲ့20ရာစုမှာဗြိတိန်နိုင်ငံတို့ဖြစ်ပါတယ်လက်ရှိစီးပါဝါနိုင်ငံအစစ်သတ်မှတ်ချက်မှာတော့ရုရှားနိုင်ငံသားရေးရာလေ့လာရေးဌာန MEMO ရဲ့ Maritime Power 2025အစီရင်ခံစာအရကမ္ဘာထိပ်တန်းပင်လယ်အင်အားကြီးနိုင်ငံမှာတရုတ်နိုင်ငံကဥဆောင်နေပါတယ်။ဘာလို့လဲဆိုရင်သူကစီးပွားရေးဩဇာကုန်သွယ်ရေးနဲ့စိတ်ကမ်းအခြေခံအဆောက်အအုံများနဲ့ဥဆောင်နေခြင်းဖြစ်ပါတယ်။ဒုတိယမှာတော့အမေရိကန်နိုင်ငံကရေတပ်အင်အားနည်းပညာနဲ့ Global Reach ဆိုတဲ့နေရာနှံ့ကိုဖြန့်ကျက်နိုင်မှုနဲ့ဒုတိယနေရာမှာရှိနေပါတယ်။ရုရှားနိုင်ငံကတော့ရေတပ်အင်အားနဲ့ပင်လယ်ဆိုင်ရာလှုပ်ဆောင်ချက်များဖြင့်တတိယနေရာမှာရှိပါတယ်။ဂျပန်တောင်ကိုရီးယားဗီယက်နမ်အင်ဒိုနီးရှားနော်ဝေပြင်သစ်ကအစဉ်တိုင်းရှိပါတယ်။အဲဒီတော့ကျွန်တော်တို့လမ်းပါဝါကြောင်းဆက်ပြီးတော့ကြည့်အောင်။လမ်းပါဝါဆိုတာကျပြန့်တဲ့ကုန်းမြေတူကြီး hub လမ်းကိုအခြေခံပြီးခိုင်မာတဲ့ကြီးတဲ့အင်အားကုန်းလမ်းပို့ဆောင်ရေးရထားလမ်းကားလမ်းနဲ့တဘာဝတယံဇာတတွေကိုအသုံးပြုပြီးအာဏာတည်ဆောက်ထားခြင်းဖြစ်ပါတယ်အန်ဒရူးလမ်ဘတ်ရဲ့ဖော်ပြချက်အရ၎င်းတို့ဟာစစ်ရင်အားအကျွမ်းမဲ့အုပ်ချုပ်ရေးကုန်းကြောင်းနယ်ချက်စနစ်နဲ့ဗိုလ်မှချုပ်ကင်သောစီးပွားရေးတို့ဖြင့်လွှမ်းမိုးထားတဲ့နိုင်ငံတွေဖြစ်ပါတယ်၎င်းတို့ရဲ့ဝိသေသလက္ခဏာတွေကတော့ကျယ်ပြန့်တဲ့နယ်မြေ strategic depth အင်အားကြီးမားသောကြီးတဲ့ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကိုအခြေခံခြင်းနဲ့တယံဇာတအရင်းမြစ်ပိုင်ဆိုင်မှုနယ်မြေချွတ်တင်ရေးဦးစားပေးခြင်းတို့ဖြစ်ပါတယ်အဲဒီတော့စီးပါဝါနဲ့လမ်းပါဝါရဲ့သမိုင်းဆက်ဆက်နှိုင်းယှဉ်မှုကိုကြည့်အောင်ရှေးအောင်အေသင်မြို့ပြနိုင်ငံနဲ့ပြိုင်ဘက်ကတော့လမ်းပါဝါနိုင်ငံဖြစ်တဲ့ပါရှားအင်ပါယာဖြစ်ပါတယ်နောက်တစ်ခုကတော့ရှေးအောင်စီးပါဝါနိုင်ငံဖြစ်တဲ့ကာသစ်မြို့ပြနိုင်ငံနဲ့လမ်းပါဝါနိုင်ငံဖြစ်တဲ့ရောမအင်ပါယာတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပါတယ်အလယ်ခေတ်မှာတော့ဗင်းနစ်မြို့ပြနိုင်ငံနဲ့အော်တိုမန်အင်ပါယာ18ရာစုနဲ့18ရာစုမှာတော့ Dutch သမရနိုင်ငံနဲ့ပြင်သစ်ဘုရင်စနစ်ခေတ်ကဖြစ်ပါတယ်19ရာစုနဲ့20ရာစုမှာတော့ဗြိတိန်နဲ့ဂျာမနီရုရှားတို့ဖြစ်ကြပါတယ်အဲ့တော့လက်ရှိအင်အားကြီးနိုင်ငံတွေရဲ့လမ်းပါဝါစီးပါဝါကိုကြည့်မယ်ဆိုရင်တရုတ်ကသမိုင်းကြောင်းအရလမ်းပါဝါနိုင်ငံဖြစ်ပါတယ်ဒါပေမဲ့ယခုခါမှာတော့ထိပ်တိုင်းစီးပါဝါအဖြစ်ဥဆောင်နေပါတယ်ရုရှားနိုင်ငံကတော့လမ်းပါဝါနိုင်ငံအဖြစ်သတ်မှတ်ခံရပေမဲ့စီးပါဝါရဲ့သတ်မှတ်ချက်မှာတတိယနေရာမှာရှိနေပါတယ်အမေရိကန်နိုင်ငံရဲ့အခြေအနေမှာတော့အမေရိကန်ကရေတပ်အင်အားအကြီးမားဆုံးနိုင်ငံဖြစ်ပေမဲ့လမ်းဘတ်ရဲ့အဆိုအရ၎င်းကကုန်းကြောင်းအင်အားနိုင်ငံဖြစ်မိမိကိုယ်ကိုသတ်မှတ်ထားပါတယ်သင်္ဘောများစွာကိုပိုင်ဆိုင်ထားတဲ့ကုန်းကြောင်းအင်အားနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်ဗြိတိန်နိုင်ငံကတော့နှစ်ပေါင်း200ကျော်ကြာကမ္ဘာကြီးဆုံးစီးပါဝါနိုင်ငံဖြစ်ရည်တည်ခဲ့ပြီးယခုထိပ်တန်းတွင်ရှိနေသေးဖြစ်ပါတယ်။သမိုင်းကြောင်းအရကြည့်မယ်ဆိုရင်စီးပါဝါနိုင်ငံတွေကအသာချက်အလွန်ရှိပါတယ်။ဘာလို့လဲဆိုတော့သူတို့ကိုတိုင်းတစ်ပါးကလာရောက်ကျူးကျော်ဖို့အတွက်အလွန်ပင်ခက်ခဲပါတယ်။ဒါပေမဲ့လမ်းပါဝါနိုင်ငံတွေအတွက်တော့နယ်မြေချင်းထိစပ်နေတာဖြစ်တဲ့အတွက်ဝင်ရောက်ကျူးကျော်မှုတွေအလွန်များပါတယ်။
ဒါပေမဲ့ရုရှားလိုနိုင်ငံမှာတော့အသာချက်တွေရှိပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့မြောက်ဘက်မှာအတိတ်ရေခဲပင်ရှိပြီးတောက်ဘက်ချမ်းမှာလည်းအလိုမြင့်မားတဲ့တောင်တန်းတွေရှိပါတယ်ဒါကြောင့်သူ့ကို Halfland လို့ခေါ်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Sea Power Theory Halfland နဲ့ Rhineland Theory ကိုဖော်ထုတ်ခဲ့တဲ့ပညာရှင်တွေအကြောင်းကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်အောင်တမိုင်းတခြားကမ္ဘာအာဏာစက် Global Hegemony ကိုစိုးမိုးနိုင်ခဲ့တဲ့ Empire များကိုလေ့လာပါကပင်လယ်ရေကြောင်းအသာစီးရမှုသည့်အဓိကကျသောအခန်းကဏ္ဍမှာပါဝင်နေသည်ကိုတွေ့မြင်ရမည်ဖြစ်ပါတယ်။ပထဝီနိုင်ငံရေးပညာရှင် Alfred Thayer Mahan က1890ပြည့်နှစ်မှာထုတ်ဝေခဲ့တဲ့သူ့ရဲ့ကြော်ကြားတဲ့အကြံဖြစ်တဲ့ The Influence of Sea Power upon History ရဲ့ပင်လယ်ကိုထိန်းချုပ်နိုင်စသည့်နိုင်ငံ၏ကြီးပွားမှုနှင့်အင်အားကြီးထွားမှုအတွက်အဆုံးဖြတ်ပေးသည့်အချက်ဖြစ်သည်လို့တင်ပြခဲ့ပါတယ်။မာဟန်ကအမေရိကန်ရေတပ်အရာရှိနဲ့သမိုင်းပညာရှင်တစ်ဦးပါ။သူဟာဗြိတိရှ်အင်ပါယာရဲ့ရေတပ်အင်အားပေါ်အခြေခံပြီးကမ္ဘာကိုစိုးမိုးထားပုံကိုလေ့လာခဲ့ပါတယ်။အဲဒီအချိန်ကအမေရိကန်ကပြည်တွင်းစစ်ပြီးမှကုန်နှင်းပိုင်းချက်ထွင်မှု isolationism ကိုပဲအားစိုက်နေခြင်းဖြစ်ပါတယ်။မာရန်ကအမေရိကန်ကိုကမ္ဘာအဆင့်ရောက်ချင်ရင်ပင်လယ်ကိုထွက်ဖို့တိုက်တွန်းခဲ့သူတစ်ယောက်ဖြစ်ပါတယ်။မာရန်ရဲ့ယူဆကအမေရိကန်ပြည်ထောင်စုကို၎င်းရဲ့အထီးကျန်ဝါဒ isolationism မှရုံထွက်စေပြီးကမ္ဘာအဆင့်မီရေးတဲ့အင်အားကြီးနိုင်ငံဖြစ်ပြောင်းလဲပေးနိုင်တဲ့ဗျူဟာမြောက်လမ်းပြမြေပုံတစ်ခုဖြစ်ခဲ့ပါတယ်။မာရန်ကပင်လယ်ရေကြောင်းအာဏာ Sea Power ကိုတည်ဆောက်ရန်အတွက်ကွင်းဆက်3ခုပြည့်စုံမယ်လို့ဆိုပါတယ်။နံပါတ်1ကတော့ production ကုန်ထုတ်လုပ်မှုပါ။အဲ့ဒါကတော့ပြည်တွင်း၌ကုန်သွယ်မှုပြုနိုင်တဲ့ကုန်စည်များပိုရှန်စွာထုတ်လုပ်နိုင်ရမှာဖြစ်ပါတယ်။ဒုတိယချက်ကတော့ပို့ဆောင်ရေးနဲ့ရေတပ်ဖြစ်ပါတယ်။အဲ့ဒါကတော့ကုန်စည်တွေကိုသယ်ဆောင်ရန်ကုန်သွယ်သင်္ဘောတွေနဲ့၎င်းတို့ကိုကာကွယ်ရန်ကြန့်ခိုင်တဲ့အင်အားကြီးမားတဲ့စစ်ရေတပ်ရှိရမှာဖြစ်ပါတယ်။နံပါတ်3ချက်ကတော့ colonial base ဖြစ်ပါတယ်။ colony နဲ့အခြေစိုက်စခန်းတွေကသင်္ဘောများကြောက်ချရနာရန်လောင်စာသည်ဖြစ်ရန်နဲ့ကုန်ကျန်းရယူရန်ကမ္ဘာနှံ့စိတ်ကမ်းများနဲ့အခြေခိုက်စခန်းများပိုင်ဆိုင်ရမယ်လို့ဆိုပါတယ်။မာယန်ကဗြိတိရှ်တို့ကဂျီဘရာတာရေလက်ကြားဆူယက်တူးမြောင်းနဲ့စင်ကာပူမှာအခြေစိုက်ရေတပ်စခန်းကဲ့သို့ပြူအမောက်ရေလက်ကြားတွေကိုထိန်းချုပ်ထားခြင်းဖြင့်ကမ္ဘာကုန်သွယ်ရေးကိုမြည်သို့စိုးမိုးခဲ့သည်ကိုနမူနာယူခဲ့ပါတယ်။မာယန်ရဲ့ theory ကအမေရိကန်ကသမုဒ္ဒရာနှစ်စင်း theory two ocean strategy ဖြစ်တဲ့ Atlantic နဲ့ Pacific ကိုချိတ်ဆက်နိုင်ရန်ပနာမာတူးမြောင်းကိုဖောက်လုပ်ခဲ့ပြီးပစိဖိတ်သမုဒ္ဒရာရဲ့အလယ်မှာရှိတဲ့ဟာရိုင်ကျွန်းကိုလည်းသိမ်းပိုက်ကအနောက်ဘက်ကိုအာဏာဆက်ချွတ်တင်နိုင်ခဲ့ပါတယ်။ယနေ့21ရာစုမှာတော့မာဟန်ရဲ့ theory ကိုလက်တွေ့အကျဆုံးကျင့်သုံးနေတဲ့နိုင်ငံကတော့တရုတ်နိုင်ငံဖြစ်ပါတယ်။တရုတ်ရဲ့ string of ပလဲကုန်းဗျူဟာကမာဟန်ရဲ့အယူဆကိုတစ်ထပ်တည်းကျနေတာကိုတွေ့ရှိရပါတယ်။အဲ့ဒါကတော့ပါကစ္စတန်နိုင်ငံကတ်ဒဝါစိတ်ကမ်းကဟလန်ကနေပင်လယ်သို့ထွက်ပေါက်ဖြစ်ပါတယ်။နောက်ပြီးသီရိလင်္ကာနိုင်ငံဟမ်ဘန်တိုရာစိတ်ကမ်းကအိန္ဒိယသမုဒ္ဒရာရဲ့ဗိုလ်ချက်နေရာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတာကတော့အာဖရိကဥကြိုဖြစ်တဲ့ဂျပူတီမှာအာဖရိကနဲ့ပင်လယ်နီရဲ့ထွက်ပေါက်ဖြစ်တည်ရှိနေတဲ့နေရာမှာတရုတ်နိုင်ငံရဲ့ပထမဆုံးရေတပ်အခြေစိုက်စခန်းရှိပါတယ်။နောက်တစ်ခါတော့ကြောက်ဖြူရေနဲ့စိတ်ကမ်းဖြစ်ပါတယ်။အဲ့ဒါကတော့မလကရေလက်ကြောက်ကိုရှောင်ကွင်းဖို့ဘင်္ဂလားဒေ့ရှ်ပင်လယ်ပြင်ကိုထွက်ဖို့အတွက်တရုတ်နိုင်ငံရဲ့အသက်ရှူပေါက် lifeline ဖြစ်ပါတယ်။မာရဲ့အဆိုအရနိုင်ငံတနိုင်ငံကမြင်းမြပင်ကျဲဝန်းစေကမူပင်လယ်သို့ထွက်ပေါက်မရှိလင်ဒါမှမဟုတ်ပင်လယ်ကိုစိုးမိုးနိုင်စွမ်းမရှိရင်ကမ္ဘာအာဏာစက်ကိုမရရှိနိုင်ဘူးဆိုပါတယ်။ဒါကြောင့်ယနေ့ခေတ်အင်အားကြီးနိုင်ငံများကြားမှာ South China Sea တောင်တရုတ်ပင်လယ်နဲ့ Indo-Pacific ဒေသများမှာဖြစ်ပွားနေတဲ့တင်းမာမှုများကမာဟန်ချန်ထားတဲ့ပင်လယ်ကိုထိန်းချုပ်ရေးဟူသောပထဝီနိုင်ငံရေးရဲ့အမွေအနှစ်ပဲဖြစ်ပါတယ်။ Alfred Thayer Mahan ကပင်လယ်ရေကြောင်းအသာစီးရမှုကိုအလေးပေးနေချိန်မှာဗြိတိရှပထဝီပညာရှင် Sir Helmholtz Mackinder ကကမ္ဘာအာဏာစက်ကိုကုန်းမြေတူကြီးပေါ်မှာတည်ရှိကြောင်းစိန်ခေါ်ခဲ့ပါတယ်။1904ခုနှစ်မှာသူတင်သွင်းခဲ့တဲ့ The Geographical Bible of History ဆိုတဲ့စာတမ်းကပထဝီနိုင်ငံရေးလောကကိုတုန်လှုပ်စေခဲ့ပါတယ်။
မကင်နာရဲ့အယူဆရနိပညာတိုးတက်လာမှုအထူးသဖြင့်မြည့်ထားလန်းများကကုန်းကြောင်းတဲ့ပို့ဆောင်ရေးကိုပင်လယ်ထက်ပုံမမြန်ဆန်စိတ်ချရပြီးယူရီးရှားတိုက်ကြီးရဲ့အလဲပိုကိုထိန်းချုပ်နိုင်သူကကဘာကြီးကိုစိုးမိုးနိုင်မယ်လို့ဖော်ထုတ်ခဲ့တဲ့ဘိုဂျက် theory ဟတ်လန် theory ကိုဟောကိန်းထုတ်ခဲ့ပါတယ်။မကင်နာကသူ့ theory ကိုပုံသေးနည်းတစ်ခုနဲ့အနှစ်ချုပ်ခဲ့ပါတယ်။အရှေ့ဥရောပကိုအုပ်စိုးသူကဟတ်လန်ကိုစိုးမိုးမယ်။ဟတ်လန်ကိုအုပ်စိုးသူကကဘာကျွန်းကြီးကိုစိုးမိုးမယ်။ကဘာကျွန်းကြီးကိုအုပ်စိုးသူကကဘာကြီးကိုစိုးမိုးမယ်ဖြစ်ပါတယ်။ကဘာကျွန်းကြီးဆိုတဲ့ World Island ဆိုတာဥရောပအာရှနဲ့အာဖရိကတိုက်ကြီးသုံးခုကိုပေါင်းစပ်ထားတဲ့ကမ္ဘာကြီးဆုံးကုန်းမြေတူကြီးကိုဆိုလိုခြင်းဖြစ်ပါတယ်။သမိုင်းဝင်တာရကနဲ့လက်တွေ့အခြေအနေကိုကြည့်မယ်ဆိုရင်လည်းပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်တွင်ဂျာမနီကရုရှားကိုကျူးကျော်ရန်အပြင်းထန်ကြိုးစားခဲ့ခြင်းမှာမက်ကင်တာသတ်မှတ်ခဲ့တဲ့ဟတ်လန်ကိုရရှိရန်အတွက်ဖြစ်ပါတယ်။ဂျာမနီကအရှေ့ဥရောပတဆင့်ဟတ်လန်ကိုရရှိပါကဗြိတိန်နဲ့အမေရိကန်တို့ရဲ့စီပါဝါကိုရှင်နိုင်မဲ့အင်အားကြီးဖြစ်လာမယ်လို့သိရှိထားတာကြောင့်ဖြစ်ပါတယ်။ကုန်းကြောင်းအင်အားကြီးနိုင်ငံဖြစ်တဲ့ရုရှား၊သမိုင်းကြောင်းရဂျာမနီတို့ကကျယ်ပြန့်နက်နဲတဲ့ strategic depth ကိုအခြေခံပါတယ်။သူတို့မှာအင်အားကြီးတဲ့ကြီးတန်းတဲ့သဘာဝတာရှိတယ်။အထူးသဖြင့်ရုရှားနိုင်ငံကအာတိတ်ရေခဲပြင်နဲ့ဟိမနာတောင်တန်းကိုအသုံးချပါတယ်။ဒီနိုင်ငံတစ်ခုကြားကပြိပက္ခတွေကသမိုင်းတစ်လျှောက်ထပ်တလဲလဲဖြစ်နေခဲ့ပါတယ်။သမိုင်းကြောင်းကိုကြည့်ရင်နပိုလီယန်နဲ့ဟစ်တလာတို့ကရုရှားကိုကျူးကျော်တဲ့အခါမှာရုရှားရဲ့ကြမ်းတမ်းတဲ့ဆောင်းရာသီ General Frost နဲ့နေမြေကျယ်ဝန်း strategist တက်ကြောင့်ကြာဆုံးခဲ့ရတာဖြစ်ပါတယ်။သူတို့ကရုရှားရဲ့ primary zone ဖြစ်တဲ့ Hatland ရဲ့အနက်ရှိုင်းဆုံးနေရာထိမြောက်နိုင်ခဲ့ကြပါဘူး။ ဆိုဗီယက်ယူနီယံကဟတ်လန်နယ်မြေကိုခိုင်မာစိုးမိုးနိုင်ခဲ့ပါတယ်။အနောက်အုပ်စုကဟတ်လန်ရဲ့အာဏာစက်ကို Rhineland ဒေသကိုမပြန့်နှံ့လာစေရန် NATO ဥရောပ SAMTO အရှေ့လယ်ပိုင်းနဲ့ SEATO ဆိုတဲ့အရှေ့တောင်အာရှစတဲ့မဟာမိတ်ဖွဲ့များဖွဲ့စည်းပြီး containment ring ပိတ်ဆို့မှုကွင်းအနေနဲ့တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ယနေ့မြန်မာခေတ်မှာလည်းရုရှားရဲ့ရှင်သန်ရေးဗျူဟာအရ modern Russia strategy ကိုကြည့်မယ်ဆိုရင်လည်း2026ခုနှစ်အထိရုရှားကသူ့ရဲ့လှုပ်ရှားမှုမဟာဗျူဟာတိုင်းကမကင်တာရဲ့မြေပုံပေါ်မှာရှိနေတဲ့ဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲကိုကြည့်မယ်ဆိုရင်သူ့ရဲ့ဟတ်လန်ရဲ့အနောက်တကားပေါက်ဖြစ်ပါတယ်။တကယ်လို့ယူကရိန်းကနီတိုထဲဝင်သွားပါကဟတ်လန်ရဲ့နှလုံးသားစီကိုရန်လမ်အာနာဇက်တီတိုက်ရိုက်ဝင်ရောက်လာမှာကိုရုရှားကစိုးရိမ်နေခြင်းဖြစ်ပါတယ်။ရုရှားရဲ့ Hatland strategic depth မဟာဗျူဟာမြောက်နယ်မြေနက်ကိုထိန်းသိမ်းရန်ကာဇက်စတန်နဲ့ဥဇဘက်ကစ္စတန်တို့မှာ၎င်းရဲ့ဩဇာကိုအမြဲရှင်သန်အောင်လှုပ်ဆောင်နေရတာဖြစ်ပါတယ်။အဲ့တော့ရုရှားကိုထိန်းချုပ်ထားတဲ့ Ranlam ဆိုတဲ့ theory ကိုကျွန်တော်တို့သွားကြည့်အောင်။ Nicholas Feynman ကမကင်နာရဲ့ Hatland theory ကိုအခြေခံကြပြန်လည်စမ်းစစ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။မကင်နာကကုန်းတွင်းပိုင်း Hatland ကိုအလေးထားခဲ့တော့လဲစပိုက်မန်ကမူကမ္ဘာအာနာဇက်ရဲ့အစစ်မှန်ဗိုလ်ချက်မှာဟတ်လန်ကိုဝင်းထားတဲ့ရန်လန်အနာသက်နေမြေသားဖြစ်တယ်လို့တင်ပြခဲ့ပါတယ်။နောက်ပြီးဟတ်လန်ကတယံဇာတရှိပေမဲ့အလွန်အေးပြီးလူနေကျဲပါတာကြောင့်တကယ်တမ်းကမ္ဘာအာနာဇက်ဟာဟတ်လန်ကိုကာကွယ်ထားတဲ့ရန်လန်အနာသက်မှာပဲရှိရလို့ယူဆခဲ့ပါတယ်။သူကဒုတိယကမ္ဘာစစ်ပြီးအမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒဖြစ်တဲ့ပိတ်ဆို့ထိန်းချုပ်ရေး containment အတွက်လမ်းစာဖော်ပြခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်သူ့ကို The Godfather of Containment လို့တောင်တင်စားခေါ်ကြပါတယ်။ Spyman ကမကင်နာရဲ့နာမည်ကျော်ပုံသဏ္ဍာန်ကိုပြောင်းလဲရေးသားခဲ့ပါတယ်။အဲ့ဒါကတော့ Ranland ကိုအုပ်စိုးသူကယူရီးရှားကိုအုပ်စိုးမယ်။ယူရီးရှားကိုအုပ်စိုးသူကကမ္ဘာကံကြမ္မာကိုဆုံးဖြတ်မယ်ဆိုတာဖြစ်ပါတယ်။သူ့ရဲ့အယူဆအရ Ranland ကပင်လယ်ရေကြောင်းမဟန်ရဲ့အယူဆနဲ့ကုန်းကြောင်းမကင်တာရဲ့အယူဆနှစ်ခုလုံးကိုချိတ်ဆက်ထားတဲ့အတွက်Hatland တဲ့ပို့ပြီးတော့မဟာဗျူဟာကျတယ်လို့ဆိုပါတယ်။ဥရောပအရှေ့လယ်ပိုင်းအိန္ဒိယအရှေ့တောင်အာရှနဲ့တရုတ်ကမ်းရိုးတန်းဒေသတွေဟာရေကြောင်းရောကုန်းကြောင်းရောအားသာချက်ရှိတဲ့နေရာတွေပါ။ဒီ Ranland ကိုထိန်းချုပ်နိုင်ရင် Hatland ကိုပိတ်ဆို့ထားနိုင်မယ်လို့သူကဆိုပါတယ်။သမိုင်းဝင်တာရကနဲ့လက်တွေ့အသုံးချမှုကိုကြည့်မယ်ဆိုရင်လည်းစစ်ရေးတိုက်ပွဲကာလမှာအမေရိကန်ကဆိုဗီယက်ယူနီယံ Hatland ကိုပိတ်ဆို့ဖို့ Ranland ဒေသတစ်လျှောက်မှာမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ NATO, SAMTO, SEATO ကိုတည်ဆောက်ခဲ့ပါတယ်။အဲ့ဒါကဟတ်လန်ရဲ့အာနာဇက်ကိုရန်နမ်မှာမပြတ်နှံ့လာစေရန်စပိုက်မန်ရဲ့နီးဗျူဟာကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ယနေ့2026မှာလည်း Spyman theory ကမြန်မာနိုင်ငံအတွက်အလွန်အရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ်။မြန်မာနိုင်ငံက Hatland တရုတ်နဲ့ Ranland ဘင်္ဂလားပင်လယ်အော်
အိန္ဒိယသမုဒ္ဒရာကိုဆက်သွယ်ပေးထားတဲ့အဓိကတရားဖြစ်ပါတယ်တရုတ်အနေနဲ့ကြည့်မယ်ဆိုရင်လည်းမြန်မာနိုင်ငံက secondary zone ထဲမှာရှိပါတယ်အမေရိကန်ရဲ့ Indo-Pacific strategy နဲ့တရုတ်ရဲ့ Belt and Road Initiative BRI တို့ကမြန်မာပြည်မှာထိတ်တိုက်တွေ့နေခြင်းမှာ Ranland ဒေသကိုမြည်သူကပို၍ဩဇာလွှမ်းမိုးနိုင်ပြီဟုသော Spyman ရဲ့ဘေးဒီတစ်ခုပဲဖြစ်ပါတယ်ဒီခန်းမှာတော့ geopolitical evolution ဖြစ်တဲ့ပထဝီနိုင်ငံရေးဖြစ်စဉ်တစ်ခုကိုကြည့်အောင်ခေအောင်ကုန်းချောင်းရေချောင်းကနေခေတ်သစ်အာဂတအာဏာနဲ့ဤပညာအထိကိုကျွန်တော်တို့ထဲထဲဝင်လေ့လာကြည့်အောင်1920ပြည့်နှစ်ဝန်းကျင်မှာအီတလီလေတပ်ဗိုလ်ချုပ်ကြီးဂျူလီယိုဒူဟေးဆိုသူကကမ္ဘာ့စစ်ရေးမြင့်ကိုပြောင်းလဲပြစ်မဲ့အယူဆတစ်ခုကိုထုတ်ခဲ့ပါတယ်၎င်းက air power မရှိရင်ဘယ်စစ်ပွဲမှမနိုင်ဘူးဆိုတာပဲဖြစ်ပါတယ်အဲ့ဒီအောင်ကလူတွေကသူ့ကိုယူတယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ဗီယက်နမ်စစ်ပွဲပင်လယ်ကွေးစစ်ပွဲတွေကသူ့စကားမှန်တယ်ဆိုတာကိုသက်သေပြခဲ့ပါတယ်။ကောင်းကင်ကိုစိုးမိုးနိုင်သူဟာမြေပြင်ကိုပါစိုးမိုးနိုင်တယ်။သူဟာအီတလီလေတပ်ဗိုလ်ချုပ်ကြီးဖြစ်ပြီး The Commander of the Air ဆိုတဲ့စာအုပ်ကိုရေးသားခဲ့သူပါ။ဝေရင်ကိုစိုးမိုးနိုင်သူကရန်သူရဲ့စိတ်ဓာတ်နဲ့စက်မှုအခြေခံအဆောက်အအုံတွေကိုတိုက်ရိုက်ဖျက်ဆီးနိုင်တယ်လို့သူကယုံကြည်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မှာ British Grace ဆိုတဲ့လျှက်တစ်ပြက်စစ်စင်ရေးတွေနဲ့ဂျပန်မှာအနုမြုံကျဲခဲ့တာတွေကသူ့ရဲ့ဝေရင်စိုးမိုးရေးဝါဒကိုသက်သေပြခဲ့တာပါ။ဒါပေမဲ့21ရာစုမှာတော့ဒေါင်းလိုက်စိုးမိုးရဲ့အတိတ်ပဲကပြောင်းလဲသွားပါတယ်။အမေရိကန်ပထဝီနိုင်ငံရေးပညာရှင် Everest Doman ရဲ့အယူဆကမက်ကင်တာရဲ့နှစ်ဖက်မြင်2D ကုန်းမြင်မြေပုံပေါ်ကိုသုံးဘက်မြင် 3D vertical dimension ဒေါင်းလိုက်အာဏာစက်ဖြစ်ပြောင်းလဲပစ်လိုက်တာပါမက်ကင်တာကယူရေရှားပိုဂျက်ဟပ်လန်ကိုထိန်းချုပ်သူဟာကဘာကြီးကိုစိုးမမွယ်လို့ဆိုခဲ့သလိုဒေါ်မန်ကလည်းအာဂတမှာဟပ်လန်တစ်ခုရှိတယ်လို့မြင်ပါတယ်ဒေါ်မန်ရဲ့အမြင်မှာကဘာမြေကအာဂတတဲ့ gravity wave ဆွဲအားတွင်းတစ်ခုထဲမှာရှိနေရပါကဘာမြေရဲ့နာမြေကနေ2000ကီလိုမီတာအတွင်းမှာရှိတဲ့ Low Earth Orbit LEO ဟာအာဂတရဲ့ Hubble ပါပဲ။ဘာလို့လဲဆိုတော့ဂျိုဒုအများစု GPS ထောက်လှမ်းရေးဆက်သွယ်ရေးဒီပတ်လမ်းမှာရှိနေလို့ဖြစ်ပါတယ်။ဒီ theory ကလက်ရှိကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ပုံဖော်လှုပ်ရှားနေမှုတွေကိုအတိအကျဖော်ပြနေပါတယ်။အမေရိကန်ကအာဂတကိုစစ်မြေပြင်တစ်ခုသတ်မှတ်ပြီး၎င်းရဲ့ဂျိုဒုကွန်ရက်ကိုကာကွယ်ဖို့နဲ့ရန်သူဂျိုဒုတွေကိုနှောက်ယှက်ဖို့တည်တံ့တပ်ဖွဲ့စည်းခဲ့ပါတယ်။တရုတ်နိုင်ငံကလည်းလကဘာပေါ်တွားဖို့ကြိုးစားတာဟာသိပ္ပံပညာတတ်မဟုတ်ပါဘူး။ဒေါ်မန်ရဲ့အယူဆအရလာဟာအနာဂတ်အတွက် high ground အမြင့်ဆုံးခံတပ်ဖြစ်လာမှာပါ။လဘာမှာအခြေစိုက်စခန်းရှိသူဟာကဘာနဲ့အာဂတကြားကလမ်းကြောင်းအားလုံးကိုပေါ်စီကနေမြင်နိုင်မှာဖြစ်ပါတယ်။ Elon Musk ရဲ့ Starlink လိုဂျိုဒုကွန်ရက်တွေဟာလည်းအရက်ဘက်သုံးဆိုပေမဲ့စီးရီးယားဥပမာယူကရိန်းစစ်ပွဲမှာလက်တွေ့ရှိရပါတယ်။အဲ့ဒါကအလွန်ဆွမ်းတက်တဲ့ geopolitical tool အနေနဲ့ဖြစ်ပါတယ်မကြသေးမီက Elon Musk ကအင်္ဂါဂြိုလ်ပေါ်သွားမဲ့အစီအစဉ်ကနေလကဘာပေါ်သွားမဲ့အစီအစဉ်ကိုပြောင်းလဲထားပါတယ်။ဒါကလည်းကျွန်တော်တို့မမြင်နိုင်တဲ့ strategy တစ်ခုဖြစ်လာနိုင်ပါတယ်။ယခုခေတ်21ရာစုလက်နက် technology power မှာတော့နေမြေလူတာတဲ့ semiconductor chips တွေနဲ့ AI ဉာဏ်ရည်တုနည်းပညာတွေကိုဘယ်သူကပိုင်ဆိုင်မလဲဘယ်သူကပို့ပြီးတော့နည်းပညာတာမလဲဆိုတဲ့အခန်းကဏ္ဍကအရေးကြီးလာပါတယ်။ထိုင်ဝမ်ရဲ့ TSMC စက်ရုံက21ရာစုရဲ့အရေးပါဆုံး Ranland ဖြစ်နေတာဒီနည်းပညာကြောင့်ပါပဲ။နည်းပညာဟာပထဝီရဲ့အတားအဆီးတွေကိုဖယ်ရှားပစ်လိုက်ပါပြီ။ယူကရိန်းစစ်ပွဲမှာအီရန်ရဲ့ drone တွေကိုရုရှားကသုံးနေတာတရုတ်ကချစ်ပြ micro chip တွေကိုထောက်ပံ့နေတာ digital geopolitics ပါပဲ။နောက်ပြီးနိုင်ငံတနိုင်ငံရဲ့ပထဝီအားနည်းချက်တွေကိုဖုံးကွယ်နိုင်ဖို့အတွက် digital ရှိကမဖြစ်မနေလိုအပ်လာပါပြီ။ဘာလို့လဲဆိုတော့ဒီနေ့ခေတ်မှာပထဝီအနေထားကခန္ဓာကိုယ်ဆိုရင်နည်းပညာကအောင်ကျော်စနစ်တစ်ခုလိုပါပဲ။ရန်သူရဲ့လျှက်စစ်မီဗန်စနစ်နဲ့စစ်စင်ရေးတွေကိုကွန်ပျူတာရှေ့ကနေဖျက်ဆီးပစ်နိုင်တဲ့ cyber power ကပို့ပြီးတော့ရှေ့ကိုရောက်လာလို့ပါ
ယခုလက်ရှိအခြေအနေကိုခြုံငုံပြီးသုံးသပ်ကြည့်မယ်ဆိုလဲအီရန်ရုရှားနဲ့တရုတ်တို့ရဲ့ပူးပေါင်းမှုဟာအံ့ဩစရာကောင်းတဲ့ပထဝီနိုင်ငံရေးပေါင်းစပ်မှုပါပဲအခုခေတ်မှာနေမြေသိမ်းထားတဲ့ supply chain ကိုထိန်းချုပ်ကပိုရည်ကြီးလာပါပြီရုရှားနဲ့အီရန်က Hablan နဲ့ Ranlan ကိုကုန်းကြောင်းနဲ့ချိတ်ဆက်ဖို့ကြိုးစားနေပါတယ်ဒါအမေရိကန်ရဲ့စီးပါဝါကိုရှောင်ကွင်းမှုကြိုးစားနေတာဖြစ်ပါတယ်တစ်ဖက်မှာပါတရုတ်ရဲ့ technology power ကဒီမာမီဒီရဲ့အသက်သွေးကြောဖြစ်လာပါတယ်ယူကရိန်းစစ်ပွဲမှာအီရန် drone တွေကိုရုရှားကသုံးနေတာကအာကာသနဲ့နည်းပညာကိုပေါင်းစပ်အသုံးချထားတဲ့ခေတ်သစ်စစ်ပွဲတစ်ခုရဲ့ပြရုပ်တစ်ခုပါပဲအဲ့တော့ကျွန်တော်တို့ညီကုန်းချုပ်ပိုင်းမသွားခင်ခေတ်သစ်ပညာရှင်တွေရဲ့ geopolitics ပေါ်ကိုဘယ်လိုမြင်လဲဆိုတာကိုကြည့်အောင်ဂျွန်မီယာရှိုင်မာ offensive realism အရာအင်အားကြီးနိုင်ငံတွေဟာသူတို့ရဲ့ဒေတာတွင်းမှာအကျွမ်းမဲ့အာဏာကိုရဖို့အတွက်အမြဲကြိုးစားနေကြပြီးပထဝီဝင်တားဆီးတွေကအဲ့ဒီအာဏာချက်တင်မှုကန့်သက်တယ်လို့ဆိုပါတယ်နောက်ထပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ပီတာစီယန်ကတော့ပိုပြီးလက်တွေ့ကြကြသုံးသပ်ထားပါတယ်သူကနိုင်ငံတကာနိုင်ငံရဲ့အနာဂတ်ဟာမြစ်ချောင်းတွေတဘာဝစိတ်ကမ်းတွေနဲ့လူရည်တိစောက်မှုပေါ်မှာပဲမူတည်တယ်လို့ဆိုပါတယ်Ian Brahma ကအခုကဘာကြီးက G0 ဝါဖြစ်နေပါပြီဘယ်နိုင်ငံကမှကဘာကိုတူးတဲ့မလွှမ်းမိုးနိုင်တော့ပဲ geopolitical jigsaw ပရဝီနိုင်ငံရေးဗဟိတိပိုဆန်လာပြီလို့သုံးသပ်ထားပါတယ်ဗီယက်နမ်စစ်ပွဲမှာအမေရိကန်ရှုံးနိမ့်ခဲ့တာဟာ geopolitics နဲ့ဘယ်လိုဆိုင်လဲဗီယက်နမ်က Genghis Tereng တောတောင်ထူထပ်တဲ့မြေမျက်နှာတင်ကြောင့်အမေရိကန်ရဲ့ sea power နဲ့ air power ကထိရောက်မှုမရှိခဲ့ပါဘူးSpiderman ရဲ့ Renland theory ကအမေရိကန်ကကဲဦးတန်းကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမဲ့မြေပြင်ပထဝီကိုနားမလည်ခဲ့ပါဘူး။ကိုရီးယားကျွန်းဆွယ်စစ်ပွဲမှာတော့ buffer zone ကြားခံဇုံကအကောင်းဆုံးပြရုပ်ပါ။တရုတ်အတွက်ဟလန်ကိုကာကွယ်ဖို့ Renland ဖြစ်တဲ့ကိုရီးယားမရှိမဖြစ်လိုအပ်ပါတယ်။ဒါကြောင့်ကိုရီးယားကျွန်းဆွယ်ဒီနေ့အထိ Hablan တရုတ်ရုရှားနဲ့ Sea Power အမေရိကန်ဂျပန်တို့ရဲ့ထိပ်တိုက်တွေ့ရာ primary conflict zone ဖြစ်နေပါတယ်ယခု2026ခု Munich Security Conference ကိုပြန်ကြည့်ရင်ဥရောပခေါင်းဆောင်တွေကဒီသမိုင်းသင်ခန်းစာတွေကိုပြန်သုံးသပ်နေကြပါတယ်။ပြင်သစ်သမ္မတက Euro Geopolitical Power New Chain လို့ပြောလာပါတယ်။ဒါကအမေရိကန်ရဲ့ Security Umbrella လုံခြုံရေးထိအောက်မှာနေမနေတော့ပဲကိုယ်ပိုင်အာဏာစက်ကိုတိဆောက်ချင်နေတာဖြစ်ပါတယ်ဂျာမနီကလည်းနည်းပညာနဲ့စွမ်းရည်လမ်းကြောင်းတွေကိုကိုယ်တိုင်စီမံမှသာ Hablan ရဲ့ချိန်ချောက်မှုကိုခံနိုင်ရှိမယ်လို့ဆိုလာပါတယ်။အဲ့ဒါကဥရောပဟာအမေရိကန်ရဲ့လုံခြုံရေးထိအောက်ကနေခွဲထွက်ပြီးကိုယ်ပိုင် geopolitical sovereignty ကိုတိစောက်ဖို့ပြင်ဆင်လာတာဖြစ်ပါတယ်။ဂျာမနီကလည်းစွမ်းရည်နဲ့နည်းပညာမှာရုရှားနဲ့တရုတ်ပေါ်မိခိုနေရတာကိုရှော့ချပြီး secondary zone ကနေ independence power ဖြစ်အောင်ကြိုးစားနေတာဟာ2026ခုနှစ်ရဲ့အကြီးမားဆုံးအပြောင်းအလဲဖြစ်လာပါပြီ။ပါရှားအင်ပါယာကြီးကအေသင်မြို့ပြနိုင်ငံလေးတွေကိုချေမှုန်းဖို့ကြိုးစားခဲ့ပါတယ်။ရောမအင်ပါယာကကာသစ်ကိုမြေပုံပြတ်အောင်ဖျက်ဆီးခဲ့တယ်။အော်တိုမန်တွေကဗီနစ်ကိုချိန်ချောက်ခဲ့တယ်။ပြင်သစ်ဘုရင်စနစ်ကဒက်စ်သမရနိုင်ငံကိုမျိုးချဖို့ကြိုးစားခဲ့ပြန်တယ်။ဒါပေမဲ့ဒီပင်လယ်အင်အားနိုင်ငံလေးတွေကဘယ်တော့မှလုံးဝပျောက်ကွယ်မသွားခဲ့ပါဘူး။အခုမေးစရာရှိတာကဒီနိုင်ငံတွေကဘယ်ရောက်သွားကြပြီလဲ။ဘယ်လိုဆက်လက်ရှင်သန်ခဲ့ကြလဲ။အေသင်ကပါရှားအင်ပါယာကြီးရဲ့ချိန်ချောက်မှုကိုကျော်လွှားခဲ့ရုံနဲ့မကဘူး။နောက်တိုင်းယဉ်ကျေးမှုရဲ့အမွေအနှစ်များစုစည်းရအဖြစ်သမိုင်းမှာထင်ရှားခဲ့ပါတယ်။ဒီနေ့အေသင်ဟာဂရိနိုင်ငံရဲ့မြို့တော်ဖြစ်ပါတယ်။လူကြီး3သန်းကျော်ရှိတဲ့ခင်မီမြို့တော်ကြီးပါ။ဒါပေမဲ့သူ့ရဲ့ရှေးအောင်အမွေအနှစ်ကိုဂုဏ်စားပြသနေစေပါ။ဖတ်တော်တော်ဘုရားကျောင်းကြီးတွေဟာဒီနေ့တိုင်အေသင်မြို့ရဲ့ကောင်းကင်မှာရှိနေပါတယ်။ဒီမြို့ဟာရှေးခေတ်ဒီမိုကရေစီရဲ့မိုးရက်မြေဖြစ်ကမ္ဘာလက်ခီးတွေကိုဆွဲဆောင်နေတော့မှာပဲ။အေသင်ဟာစီးပါဝါနိုင်ငံအဖြစ်ကနေယဉ်ကျေးမှုနဲ့ခီးသွွားလုပ်ငန်းကိုအခြေခံတဲ့နိုင်ငံအဖြစ်အသွင်ပြောင်းခဲ့ပါတယ်။ဒါပေမဲ့ဂရိနိုင်ငံဟာဒီနေ့အထိရေကြောင်းကုန်သွယ်ရေးမှာအင်အားကြီးနိုင်ငံအဖြစ်ရပ်တည်နေသေးပါ။ကမ္ဘာကုန်သွယ်ရေးရေယာဉ်တွေရဲ့အများပြားဟာဂရိသမောပိုင်ရှင်တွေဖြစ်နေသေးပါ။ကာတိကယောမတို့လက်ချက်နဲ့မြေပုံပြက်လူနီပါဖြစ်ခဲ့ရပါတယ်။ BC 146မှာယောမတပ်တွေကကာတိကိုမိရှုဖျက်ဆီးခဲ့ပါတယ်။မြေကြီးကိုစားချခဲ့တယ်လို့တော့ဆိုကြပါတယ်။ဒါပေမဲ့ကာတိဟာလုံးဝပျောက်ကွယ်မသွားခဲ့ပါဘူး
ရောမတွေကကာသီနေရာမှာမြို့သစ်တည်ဆောက်ခဲ့တယ်နောက်ပိုင်းမှာဗန်ဒရီဗန်ဇန်တိုင်းတွေအာရက်ဒီအဆက်ဆက်အုပ်စိုးခဲ့ပါတယ်ဒီနေ့ကာသီဟာတူနီးရှားနိုင်ငံရဲ့မြို့တော်တူနစ်မြို့ရဲ့စင်ကြီးပုံရပ်ကွက်တစ်ခုပါလူကြီး2600လောက်သာရှိတဲ့မြို့ငယ်လေးပါဒါပေမဲ့ UNESCO ကမ္ဘာအမွေအနှစ်နေရာဖြစ်သတ်မှတ်ခံထားရပါတယ်ကာသီရဲ့ရှေးအောင်ပျက်စီးတွေဟာဒီနေ့တိုင်တည်ရှိနေပါတယ်ရောမခေတ်ကအန်တိုနီယပ်ဘတ်ကန်နဲ့ပြူနစ်ခေတ်စိတ်ကမ်းတွေရဲ့အကျွင်းကြံတွေကိုလာရောက်လေ့လာနေတဲ့ကမ္ဘာလက်ခီးတွေအမြဲရှိနေပါတယ်ကာသီယာအင်ပါယာကြီးအဖြစ်ကနေတမိုင်းဝင်အထိမ်းအမှတ်နေရာဖြစ်အသွင်ပြောင်းခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့နာမည်ကဒီနေ့ထိမပြောက်ကွယ်သေးပါဘူးဗီနစ်ဟာအော်တိုမန်အင်ပါယာရဲ့ချိန်ချောက်မှုကိုရာစုနှစ်ချီရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့ပင်လယ်အင်အားကိုအသုံးပြုပြီးရှင်သန်ခဲ့တယ်1998ခုနှစ်မှာနပိုလီယန်လက်ချက်နဲ့ဗီနစ်သမ္မတနိုင်ငံကျဆုံးခဲ့ပါတယ်ဒါပေမဲ့ဗီနစ်မြို့ကတော့ပျောက်ကွယ်မသွားခဲ့ပါဘူးဒီနေ့ဗီနစ်ဟာအီတလီနိုင်ငံရဲ့အစိပ်ပိုင်းတစ်ခုပါဒါပေမဲ့ကမ္ဘာအလှဆုံးမြို့တစ်မြို့ဖြစ်ကြော်ကြားတယ်နှစ်စဉ်ခီးသွားတမ်းပေါင်းများစွာလာအောင်လက်ပတ်တယ်တူးမြောင်းတွေဂွန်ဒိုလာလှေတွေရှေးအောင်အဆောက်အုံတွေကဗီနစ်ရဲ့ဂုဏ်ဆောင်လက္ခဏာတွေပါစိတ်မတ်ရင်ပြင်တဲ့ဒေါ့ဖ်နန်းတော်တွေဟာဒီနေ့တိုင်ခမ်းနားစွာတည်ရှိနေပါတယ်ဗီနစ်ဟာပင်လယ်အင်အားနိုင်ငံအဖြစ်ကနေရည်ကြည်မှုနဲ့ခီးသွွားလုပ်ငန်းကိုအခြေခံတဲ့မြို့ဖြစ်ပြောင်းလဲခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ပင်လယ်နဲ့ဆက်နွယ်မှုတွေကဒီနေ့ထိမပြောက်ပြတ်သေးပါဘူး။ Dutch သမ္မတနိုင်ငံဟာ18ရာစုမှာကမ္ဘာကုန်သွယ်ရေးကိုလွှမ်းမိုးခဲ့တယ်။ပြင်သစ်ဘုရင်စနစ်ရဲ့ချိန်ချောက်မှုကိုရင်ဆိုင်ရပေမဲ့ရှင်သန်နိုင်ခဲ့ပါတယ်။1995မှာပြင်သစ်တော်လှန်ရေးတပ်တွေဟာ Dutch သမ္မတနိုင်ငံကိုသိမ်းပိုက်ခဲ့တယ်။ဒါပေမဲ့ Dutch လူမျိုးတွေရဲ့ကုန်သွယ်ရေးစိတ်ဓာတ်နဲ့ပင်လယ်ရေကြောင်းအမွေနှစ်ကပျောက်ကွယ်မသွားခဲ့ပါဘူး။ဒီနေ့နယ်သာလန်နိုင်ငံဟာဥရောပရဲ့အဓိကကုန်သွယ်ရေးဗဟိုဌာနတစ်ခုပါ။ ရော်ဒါဒမ်စိတ်ကမ်းကဥရောပရဲ့အကြီးဆုံးစိတ်ကမ်းတစ်ခုဖြစ်ရပ်တည်နေပါတယ်။ Dutch အရှိအိန္ဒိယကုမ္ပဏီ BOC ရဲ့အမွေနှစ်ဟာဒီနေ့တိုင်နယ်သာလန်နိုင်ငံရဲ့စီးပွားရေးကိုထင်ဟပ်နေပါတယ်။ကမ္ဘာအကြီးဆုံးကုမ္ပဏီချို့ဟာ Dutch လူမျိုးတွေပိုင်ဆိုင်နေတုန်းဖြစ်ပါတယ်။လက်ရှိပါရှားအင်ပါဂျီရဲ့မျက်နှာသစ်ကတော့အီရန်နိုင်ငံပါ။ဒီနေ့အထိရှေးအောင်ပါရှားယဉ်ကျေးမှုကိုဂုဏ်စားထိန်းသိမ်းထားပါတယ်။ရောမအင်ပါယာကြီးရဲ့မျက်နှာသစ်ကတော့အီတလီနိုင်ငံဗာတီကန်မြို့ဖြစ်ပါတယ်။ရောမတို့ဟာဒီနေ့ထိထာဝရမြို့တော်ဖြစ်တည်ရှိနေပါတယ်။အော်တိုမန်အင်ပါယာကြီးရဲ့မျက်နှာသစ်ကတော့တူရကီနိုင်ငံခေါ်တဲ့တူကီရဲ့နိုင်ငံပါ။အန်တာတက်ခေတ်မှာခေတ်မီနိုင်ငံဖြစ်ပြန်လည်မွေးဖွားခဲ့ပါတယ်။အခုနောက်ပိုင်းအော်တိုမန်အမွေနှစ်ကိုပြန်လည်ဂုဏ်ပြုတဲ့ခေတ်သစ်အော်တိုမန်နီယိုအော်တိုမန်လှုပ်ရှားမှုတွေအောင်ရှိလာပါတယ်။ပြင်သစ်ဘုရင်စနစ်ကြီးကတော့ပြင်သစ်တော်လှန်ရေးနဲ့အတူပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့ပြင်သစ်နိုင်ငံဟာဒီနေ့ထိကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ရပ်တည်နေခဲ့ပါတယ်။အင်ပါယာတွေကျဆုံးသွားပေမဲ့ယဉ်ကျေးမှုတွေမပျောက်ကွယ်သွားပါဘူး။မြို့ပြနိုင်ငံတွေရဲ့အင်အားပျော့သွားပေမဲ့သူတို့ရဲ့အမွေနှစ်တွေဟာဆက်လက်တည်ရှိနေပါတယ်။ပင်လယ်အင်အားနိုင်ငံတွေကပုံစံမျိုးမျိုးနဲ့ယနေ့တိုင်ရှင်သန်နေပါတယ်။အေသင်ဟာဒီမိုကရေစီရဲ့မွေးရမြေဖြစ်ကာသီဟာသမိုင်းဝင်ရဲ့အမှတ်တညာဖီနစ်ဟာကမ္ဘာအလှဆုံးမြို့ဖြစ်ဒတ်သမ္မတနိုင်ငံဟာကမ္ဘာကုန်သွယ်ရေးဗဟိုဌာနအဖြစ်ရှိနေသေးပါဒါပထဝီနိုင်ငံရေးရဲ့သင်ခန်းစာပါနိုင်ငံတွေရဲ့နယ်နိမိတ်တွေကပြောင်းလဲသွားနိုင်ပါတယ်အင်ပါယာတွေကျဆုံးသွားနိုင်ပါတယ်ဒါပေမဲ့လူမျိုးတွေရဲ့စိတ်ဓာတ်ယဉ်ကျေးမှုနဲ့သမိုင်းအမွေနှစ်တွေကတော့ဆက်လက်တည်ရှိနေပါတယ်အဲ့တော့ကျွန်တော်တို့ပထဝီနိုင်ငံရေးနဲ့ခေတ်သစ်အာဏာလူပွဲခီးစဉ်ကြီးမှာပထမဆုံးမေးရမယ့်မေးခွန်းရှိပါတယ်အဲ့ဒါကတော့ပထဝီဆိုတာကံကြမ္မာလားနပိုလီယန်ဟစ်တလာကရုရှားရဲ့ကြံပြန်လာတဲ့နေမြေနဲ့ကျန်းတဲ့ဆောင်းသည်ရှိမှတူထောက်ခဲ့ရပါတယ်ဗြိတိရှားတွေကသူတို့ရဲ့ကျွန်းနိုင်ငံအနေအထားကိုတုံးချပြီးရာစုနှစ်ချီကမ္ဘာအင်အားကြီးနိုင်ငံဖြစ်ရပ်တည်ခဲ့တယ်ဒါပထဝီဝင်တစ်ခုတည်းနဲ့မပြီးဆုံးပါဘူးအီသင်ဟာပါရှားအင်ပါယာကြီးကိုရှင်ဆိုင်ခဲ့တယ်။ဘီနစ်ကအော်တိုမန်အင်ပါယာကြီးရဲ့ပြည်မှာရာစုနှစ်ရှိရှင်သန်ခဲ့တယ်။ဒတ်သမ္မတနိုင်ငံကပြင်သစ်စနစ်ကြီးရဲ့ချိန်ချောက်မှုကိုကျော်လွှားခဲ့တယ်။ဒါတွေဟာပထဝီဝင်ကန့်သက်ချက်တွေကချက်မှတ်
ပေးပေမဲ့လူသားတွေရဲ့ဆန္ဒဉာဏ်ရည်နဲ့လိုက်လျောညီထွေမှုရှိမှုကပဲအနိုင်ရှုံးကိုဆုံးဖြတ်နေတာဖြစ်ပါတယ်အရှေ့လေပိုင်းကစွမ်းရည်ဟာအင်ဒိုပစိဖိတ်ရဲ့စီးပွားရေးအတွက်အသက်သွေးကြောအာတိတ်ကရေခဲပြင်အရေးပြောမှုဟာကမ္ဘာရာသီဥတုကိုပြောင်းလဲစေပြီးအရှေ့လေပိုင်းရဲ့သက်ခံရတွေကိုပါထိခိုက်စေပါတယ်အင်ဒိုပစိဖိတ်ကဤပညာတိုးတက်မှုဟာဒေသအလုံးရဲ့စီးမြကြီးကိုပြောင်းလဲပစ်ခဲ့ပါပြီဒါ globalization ခေတ်ရဲ့ပထဝီနိုင်ငံရေးပါဘယ်ဒေသကမှအတိအကျမရက်တည်နိုင်တော့ပါဘူးအလုံးကဆက်ဆက်နေပါတယ်ပြီးတော့ဒီလမ်းဆုံးမှာမြန်မာနိုင်ငံရဲ့အခမ်းကဏ္ဍလည်းရှိနေပါတယ်တရုတ်အတွက်ကုန်းချောင်းနဲ့ပင်လယ်ကြားကတရားတစ်ခုပါအိန္ဒိယအတွက်အရှေ့ဘက်မျှော်မူဝါဒကိုကြည့်တဲ့တော့ချက်လည်းဖြစ်ပါတယ်နောက်ပြီးအာဆီယံရဲ့အလယ်မှာမြန်မာအရေးကအထူးကျနေပါတယ်မြန်မာပြည်အင်အားကြီးနိုင်ငံတွေရဲ့အာဏာလူပွဲတွေကြားခံဆုံးဘဖာဆုံးတသက်မဟုတ်တော့ပါဘူးဒီအာဏာလူပွဲကြီးတွေရဲ့အကျိုးဆက်တွေကိုခံစားနေရတဲ့ရှေ့တန်းစစ်မြေပြင်လည်းဖြစ်လာနေပါပြီမဟန်ခေတ်ကရေတဲ့အင်အားမကင်တာခေတ်ကကုန်းမြေအင်အားဆိုရင်ဒီနေ့ခေတ်ကနည်းပညာခေတ်ပါချစ်ပြားစစ်ပွဲ 5G နည်းပညာ Artificial Intelligence Drone စနစ်တွေဒါတွေအားလုံးဟာခေတ်သစ်အာဏာလူပွဲရဲ့လက်နက်သစ်တွေပါယူကရိန်းစစ်မြေပြင်မှာအီရန် drone တွေကပြန်တန်းနေပါတယ်ဒီ drone တွေကချစ်ပြားတွေကတရုတ်နဲ့တခြားနိုင်ငံတွေစီကလာတာပါဒါဟာ digital geopolitics ဖြစ်လာပါပြီနောက်ပြီးတောင်လိုက်စိုးမှုကိုရွေရှားလာတဲ့ Legio Duhe ရဲ့ air power ကနေဒေါ်မန်ရဲ့ aeropolitics အထိပါကမ္ဘာမြေပတ်လန်းအလီယိုကိုစိုးမိုးသူကကမ္ဘာမြေကိုပေါ်စီကနေထိန်းချုပ်နိုင်ပါတယ်GPS စနစ်တွေဂျူရုဆက်သွယ်ရေးတွေမရှိရင်ဒီနေ့ခေတ်ဒုံးကျည်တွေ drone တွေကဘာမှလုပ်လို့မရတော့ပါဘူး။အာကာသခေတ်သစ်စစ်ပွဲရဲ့အရေးပါဆုံး high ground ဖြစ်လာပါပြီ။နောက်ပြီးတော့အခုခေတ်မှာနေမြေသိမ်းတာတဲ့ထောက်ပံ့ရေးကွင်းဆက် supply chain ကိုထိန်းချုပ်ဖို့ကပိုရေးကြီးလာပါတယ်။စီဝါကုန်ကျန်းရှားပါတတ်ထုစွန့်ရင်စားနေရိတ်ခါဒါတွေကိုထိန်းချုပ်နိုင်သူကအခြားနိုင်ငံတွေပေါ်ဖိအားပေးနိုင်စွာရှိလာပါတယ်ဒီတော့ခေတ်သစ်အာဏာလူပွဲကိုတက်ချက်ဖို့ပုံသင်နည်းအသစ်ပေါ်ပေါက်လာပါပြီ Total Power ဆိုတာ Land Sea Air ကိုညှောက်ထားတဲ့ Technology and Space ဖြစ်လာပါပြီဒီနေ့ခေတ်အပရဝီအနေထားကခန္ဓာကိုယ်ဆိုရင်ဤပညာကအောင်ကျော်စနစ်ပါခုခန္ဓာကတန်မာနေပေမဲ့အောင်ကျော်စနစ်ချိုးရင်သွားရင်ဘာမှလုပ်လို့မရတော့ပါဘူးဒါ21ရာစုရဲ့ပထဝီနိုင်ငံရေးရဲ့လက်တွေပါအဲ့တော့အခုကျွန်တော်တို့ဘယ်ကိုဥတည်နေလဲအရှေ့လေပိုင်းမှာစွမ်းရင်အာနာလူပွဲကနီးပညာအာနာလူပွဲစီကိုခုပြောင်းနေပါတယ်အာတိတ်ဒေသမှာရေခဲပြင်တွေကအရေးပြောလာတာနဲ့အမျှပြိပခအသစ်တွေပေါ်ထွက်လာနေပါပြီအင်ဒိုပစိဖိတ်မှာကမ္ဘာအင်အားကြီးဆုံးနိုင်ငံတိုင်းရဲ့ပြိုင်ဆိုင်မှုကပုံပုံပြည့်ထန်လာနေပါတယ်ဒီအာနာလူပွဲကြီးထဲမှာမြန်မာနိုင်ငံကဘယ်နေရာမှာရပ်တည်မလဲအင်အားကြီးနိုင်ငံတွေကြားခံဆုံလားဒါမှမဟုတ်ကိုယ်ပိုင်လမ်းကြောင်းကိုဖောက်နိုင်မလားပထဝီဝင်ကကျွန်တော်တို့နေရာတစ်ခုကိုသတ်မှတ်ပေးထားပါတယ်ဒါပေမဲ့အဲ့ဒီနေရာကအနာဂတ်ကိုတော့ကျွန်တော်တို့ပဲဆုံးဖြတ်ရမှာပါဒီတော့ပထဝီနိုင်ငံရေးနဲ့ခေတ်သစ်အာဏာလူပွဲရဲ့ညီကုန်းချုပ်ရမယ်ဆိုရင်ကျွန်တော်တို့ခီးစဉ်ဟာရှေးခေတ်အေသင်ကနေခေတ်သစ်အာတိတ်ဒေသအထိမဟန်ရဲ့ပင်လယ်အာဏာကနေဒေါ်မန်ရဲ့အာကာသအာဏာအထိပါရှားအင်ပါယာရဲ့ချင်းချောက်မှုကနေခေတ်သစ်တရုတ်အမေရိကန်ပြိုင်ဆိုင်မှုအထိကျပြန့်ခဲ့ပါတယ်ဒါပေမဲ့ဒါဟာအစပဲရှိပါသေးတယ်ပထဝီနိုင်ငံရေးဆိုတာရက်တက်နေတဲ့ရုပ်ပုံတစ်ပုံမဟုတ်ပါဘူးဒါဟာအစမရရွေရှားနေတဲ့မြစ်တစင်းလိုပါပဲနေ့စဉ်နဲ့မျှပြောင်းလဲနေပါတယ်နေ့စဉ်နဲ့မျှပုံဖော်ခံနေရပါတယ်ပညာရှင်ဂျွန်မရှိုင်မီယာကပြောခဲ့ပူတယ်Geography is the most stable factor in international politics ဖြစ်ပါတယ်။မြေပုံတွေကမပြောင်းလဲဘူးတောင်တန်းတွေမြစ်တွေပင်လယ်တွေကနေရာကရွှေ့မသွားဘူး။ဒါပေမဲ့အဲ့ဒီမြေပုံပေါ်ကအာဏာတည်ဆောက်ပုံကတော့အမြဲပြောင်းလဲနေပါတယ်။အင်အားကြီးနိုင်ငံတွေကစုံတစ်ခုကနေတစ်ခုကိုရွှေ့ပြောင်းနေကြပါတယ်။မဟာမိတ်အသစ်တွေဖွဲ့ကြတယ်ရန်သူအသစ်တွေတတ်မှတ်ကြတယ်။ဒါပထဝီနိုင်ငံရေးရဲ့ထာဝရစစ်တူရင်ပွဲကြီးပါအဲ့တော့အာကာသလူပွဲတွေရဲ့ကွင်းပြင်ဤပညာစစ်ပွဲတွေရဲ့မျက်နှာစာအသစ်တွေနဲ့ဒေသလိုက်အာဏာလူပွဲတွေရဲ့လက်တီအခြေအနေတွေကိုပိတ်ကားပေါ်မှာပဲဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ရုရှားကယူကရိန်းကိုသိမ်းပိုက်ပြီးယူကရိန်းရဲ့လူမျိုးနဲ့ယဉ်ကျေးမှုကိုပဲပြတ်သုံးသွားစေမလား
ဒါမှမဟုတ်အမေရိကန်ရဲ့လင်းတင်သစ်မော်တွေနဲ့အစွမ်းထက်တဲ့လက်နက်တွေကပဲအီရန်ကိုကမ္ဘာမြေပေါ်ကဖျောက်ဖျက်ပစ်လိုက်မလားမြည်သည့်အင်အားကြီးနိုင်ငံကမဆိုကိုကျိုးစီးပွားနဲ့သူတို့ရဲ့အလိုကျအသုံးချခဲ့ပေမဲ့တမိုင်းမှာလူမျိုးနဲ့ယဉ်ကျေးမှုတွေခိုင်ခိုင်မာမာရပ်တည်နေတယ်ဆိုတာကိုတမိုင်းကပြသပြီးဖြစ်ပါတယ်ဒီကနေ့နားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ဒီနေ့ပထဝီနိုင်ငံရေးနဲ့ခေတ်သစ်အာဏာလူပွဲဗီဒီယိုလေးကတော့ဒီမှာပဲဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြရအောင်